ပြာကျသွားသောအိမ်မက်များအခန်းကစ်ကျိန်စာတင်သောနေဆက် Annette to tell the story as if from an Asian book ပကံပြည်ရဲ့အစွန်အဖျားတောင်တန်းတွေဝိုင်းနေတဲ့ထီးလာရွာကလေးရဲ့နေဝင်ခင်ဟာအဲ့ဒီနေ့ကထူးထူးခြားခြားหนีရဲနေခဲ့တယ်အဲ့ဒါဟာရှေ့မှာလာတော့မဲ့သွေးချောင်းစည်းပွဲအတွက်နမိတ်တစ်ခုပေါ့အသက်15နှစ်အရွယ်ကြံစစ်သားဟာပခုံးပေါ်မှာထင်းစည်းကြီးကိုထမ်းရင်ရွာအဝေးမြေနီလမ်းအတိုင်းရှောက်လာတယ်သူ့ရဲ့ခြေလမ်းတွေကတီငင်လုံးပင်မဲ့သူ့မြဝန်းတွေကတော့ငေးမောနေတတ်တယ်ဟဲ့ကောင်အင်းစွာအားမရှိတဲ့ကောင်ပြန်လာပြီဟဲ့လို့လှန်ကြတဲ့ကလေးတွေကိုသူလစ်လူရှုလိုက်တယ်ဒီကဘာမှာအင်းစွာအားဆိုတာမွေးရပါချိုရွင်းချက်တစ်ခုလိုဖြစ်နေပေမဲ့သူဂယုမဆိုင်ဘူးသူမှာခိုင်မာတဲ့စိတ်ဓာတ်ရှိတယ်အိမ်ပြန်ရောက်တော့အဖေဖြစ်သူကအိမ်ရှိကွက်ပြစ်ပေါ်မှာထားရင်သူ့ရဲ့ဟောင်းနှွမ်းနေတဲ့ဓားဟောင်းကြီးကိုအဝတ်နဲ့တုပ်နေတယ်အဖေဟာတချိန်ကပကံနန်းတွင်းရဲ့နာမည်ကျော်စစ်တီတော်ဟောင်းတယောက်လေဒါတခါတလေကြရင်အင်းစွာအားဆိုတာထက်ပိုအရေးကြီးတာရှိတယ်အဲ့ဒါကမင်းရဲ့စိတ်ဓာတ်နဲ့မင်းရဲ့တန်မဏီလိုခိုင်မာတဲ့ခန္ဓာကိုယ်ပဲလို့အဖေကပြောခဲ့ဘူးတယ်အဲ့ဒီညတန်းကောင်ရံမှာတော့အိမ်မက်ဆိုးတွေစတင်ခဲ့တာပဲရုတ်တရက်ခွေးဦးတန်းတွေဟင်းထွက်လာပြီးကောင်းကင်ကြီးကသွေးရောင်ပြောင်းသွားတယ်အိမ်အပြင်ဘက်မှာအနက်ရောင်မြူကိုးတွေနဲ့အတူကျိန်စာဝိညာဉ်တွေရွာထဲကိုကျူးကျော်ဝင်ရောက်လာကြပြီသူတို့ရောက်လာပြီးအဖေရဲ့အတန်ကဟိန်းကနေထွက်လာတယ်အဖေဟာအတိုက်ကြီးပေမဲ့စစ်တရတော်သွေးကမကုံသေးဘူးဒါဒီကိုလားအမေကကြံစစ်သားကိုအိမ်နောက်ဖေးကစပားကြီးအောက်ကမြေကျင်းထဲကိုအတင်းတွန်းပို့ပြီးဘာထံပဲကြားကြားထွက်မလာနဲ့နော်လို့မာကြားကပါဆက်ပိတ်ထားခဲ့တယ်ကြံစစ်သားဟာအကြောင်းလေးကြားကနေရင်တထိတ်ထိတ်နဲ့ကြည်နေမိတယ်အိမ်ရှိကိုအနက်ရောင်ဝတ်ထားတဲ့ခမ်းမအဖွဲ့ရဲ့အောက်ခြေတပ်သား3ယောက်ဝင်လာတယ်သူတို့ကရွာသားတွေကိုတက်ဖြတ်ဖို့ယူဆွမ်းနေတဲ့လူတွေပေါ့ဒါပေမဲ့အဖေကလွယ်နဲ့အရှုံးမပေးခဲ့ဘူးငေါအိမ်ထဲကိုကျိန်စာတိနဲ့ခြေထောက်တွေနဲ့မနှင်းနဲ့လို့အော်ဟိညင်းအဖေကသူ့ရဲ့ဓားဟောင်းကြီးကိုဆွဲထုတ်လိုက်တယ်အဖေရဲ့ခန္ဓာကိုယ်ပတ်လဲမှာမိန်ဖောနေတဲ့အင်းစွမ်းအားတွေထွက်ပေါ်လာပြီးဖွေရလိုက်တဲ့ဓားချက်ကလေထုကိုဖျက်ဆီးသွားတယ်ဖြတ်ခနဲ့အတန်နဲ့အရှိဆုံးကတက်သားရဲ့ခေါင်းဟာမြေပြင်ပေါ်လွင့်ဆင်သွားတယ်ကြံတဲ့မြောက်ကအင်းကွက်တွေဆွဲပြီးကျိန်စာအတက်နဲ့ပြစ်ပေါက်လို့အဖေကအတွေ့အကြုံရှိရှိနဲ့ရှောင်သိမ်းပြီးသူတို့ရဲ့ရင်ဘတ်တွေကိုဓားနဲ့ပေါက်ခွဲပစ်လိုက်တယ်အဖေဟာအိုမြင်းနေပေမဲ့ခဏတာထဲမှာပဲရန်သူတွေကိုအပြက်အသက်နှိမ်မွန်းပြခဲ့တယ်ဒါပေမဲ့အဲ့ဒီအောင်မြင်ကခဏလေးပဲခံတာတော်တော်လေးဟန်ကြတာပဲစစ်တီရတော်ဟောင်းကြီးအေးဆက်ဆက်အတန်တတာနဲ့အတူအိမ်တကားကြီးဝုန်းကနေပွင့်ထွက်သွားတယ်ခန္ဓာကိုယ်ပတ်လဲမှာပုတ်ဆိုးနေတဲ့ဝိညာဉ်မျက်နှာမုန်းတွေဝိုင်းနေတဲ့ငတက်ပြားဝင်လာပြီးသူကအောက်ခြေတက်သားတွေနဲ့လုံးဝမတူဘူးသူ့စီကထွက်တဲ့အရှိန်အဝါကအိမ်တလုံးကိုအေးခဲသွားစီတယ်ရှေးဟောင်းတစီတော်ပဲမှလေအဖေကအန်ချိတ်ပြီးဓားနဲ့ခုတ်ဖို့ပြေးဝင်သွားပြီးမြဲငတက်ပြားကလက်ချောင်းလေးတစ်ချောင်းကိုပဲလှုပ်လိုက်တယ်အဖေရဲ့ဓားဟာတစီစီကျွေကသွားပြီးအဖေရဲ့ခန္ဓာကိုယ်ကနန်းရိုင်းနဲ့ကတ်သွားတယ်အမေကအဖေကိုကယ်ဖို့ပြေးသွားတာမှငတက်ပြားရဲ့အရေးတွေကအမေရဲ့ရင်ဘက်ကိုဖောက်ထွက်သွားခဲ့တယ်အမေကြံစစ်သားရဲ့ရင်ထဲကအော်ဟစ်လိုက်ပြီးမြဲအတန်ကအပြင်ကိုထွက်မလာဘူးသူ့မျက်လုံးထဲမှာမြင်နေရတာကသူ့ကိုအမြဲချစ်ထဲ့တဲ့မိဘနှင်အောင်လုံးသွေးအိုင်ထဲမှာလဲသွားတာပဲငတ်တက်ပြားကကြံစစ်သားရှိနေတာကိုသိပြီးမြဲအင်းစွာအားလုံးဝမရှိတဲ့အမိုက်ကောင်ကိုတတ်နေရင်ငါလက်ညစ်မဲဆိုပြီးလှောင်ပြောကရွာကိုမီးရှို့ပြီးထွက်သွားတယ်မီးတောက်တွေထဲမှာကြံစစ်သားဟာမြေကျင်းထဲကနေလူးလဲထားလာတယ်သူ့မိဘလေးရဲ့အလောင်းကိုဖတ်ထားရင်သူ့နှလုံးသားဟာတစိစီကြည်မွယ်သွားတယ်အဲ့ဒီအချိန်မှာပဲသူ့ရဲ့ခန္ဓာကိုယ်ထဲမှာထူးဆန်းတဲ့အပြောင်းလဲတစ်ခုဖြစ်ပေါ်လာတယ်သွေးတွေဟာစူပွက်လာပြီးအယိုးအစ်စ်တွေကနေအက်ကွဲတန်တီထွက်လာတယ်သူ့မှာအင်းစွာအားမရှိဘူးဒါပေမဲ့အဲ့ဒီအထားကမ္ဘာပေါ်မှာအရှင်အဝါအကြီးဆုံးသော physical strength ကသူ့ကြက်သားတွေကိုစီးဝင်လာတယ်သူ့ရဲ့မျက်လုံးတယူအားတွေဟာစူးရိုင်နဲ့ရွှေရောင်အဖြစ်ပြောင်းလဲသွားပြီးအနီးနားကမီးတောက်တွေတောင်သူ့ရဲ့အရှင်အဝါကြောင့်ငြိမ်သက်သွားစလိုပဲကြံစစ်သားဟာရှေ့မှာလောင်ကျွမ်းနေတဲ့တိုင်လုံးကြီးကိုလက်တစ်ဖက်နဲ့တွန်းဖယ်လိုက်တယ်သူ့လက်တွေကတုံရီနေသွင်းတယ်ဒါပေမဲ့အဲ့ဒါကကြောက်လို့မဟုတ်ဘူးအမုန်းထားကြောင့်ခမ်းမှာသူကတိုးတိုးလေးရေရွက်လိုက်တယ်မင်းတို့အားလုံးကိုကိုယ်တိုင်အဆရှာပြီးတက်ပစ်မယ်ပြာကျနေတဲ့ရွာပြက်ကြီးထဲမှာအပြစ်မဲ့တဲ့ကောင်လေးတစ်ယောက်တေဆုံးသွားပြီးကျိန်စာလောကကိုအဆုံးစီရင်မဲ့ absolute ကြံစစ်သားဆိုတဲ့နတ်ဆိုးတကောင်စတင်နိုးထားလာခဲ့တော့တယ်ရှင်